Hello အားလုံးပဲမင်္ဂလာပါ latest star ဖြစ်ပါတယ်နတ်သမီးရဲ့ဖီလို become နတ်သမီးရှေ့ကအကိုကြီးပိန်နဲ့အကိုကြီးက photographer ပါZero ka, eh? O mai zero. ကန်တော်ကြီးဒီဘက်မှာတော့တရားတွေ့ရဟိုဘက်မှာကန်တော်ကြီးကမရောက်တာတော်တော်ကြာနေຫນွေရာသီတစ်ຫນွေလုံးလဲအောက်တော့ကထွက်မရိုက်ဖြစ်မိုးရင်းကြတော့လဲမိုးရွာလို့ဆိုပြီးတော့အောက်တော့ထွက်မရိုက်ဖြစ်အခုစောင်းနှဲမှကန်တော်ကြီးပြန်ရောက်တာဆိုတော့တိတ်မပူပါဘူးအဆင်ပြေလေတိုက်တော့အေးနေတော့အဆင်ပြေလို့ခံစားရတယ်ဟိုးဘာမှရေကန်နေရရေကိုအလက်တွေထားကျန်တဲ့နှစ်ယောက်ကတော့မရောက်သေးပါဘူးနောက်မှာတော့ photographer မှာပြင်နေပါတယ်သူတို့ပစ္စည်းတွေထုတ်နေပါတယ်ဒီတော့ငါကြီးရဲ့2000နဲ့ကိုမရှယ်သားရဲ့ကိုမရှယ်တော့9000တော့ကော်မမရှယ်ပါဘူးလို့ဘာမှမရပါဘူးလို့